သူတို့လေးတွေပါစားတာလဲကိုတဲ့။အော်စီဝစုံငဲ့ကိုပြောတာလား။ဘာစားတာလဲဆိုရင်တော့ကိုချင်းစာတရားဆိုတဲ့အစာကိုစားပါတယ်ခင်ဗျာ။ဘာကိုချင်းစာတရားစားလဲဆိုရင်တချို့ကပတ်စံရယုံပြီးဆိုပစ္စလက်ခံမွေးတဲ့လူတွေရှိပါတယ်เนาะ။သူကျမ်းမာရေးတို့ဘာတို့အလေးမပေးဘူး။ငှက်တိုက်ဖြစ်ရုံရပြီပေါ့နော်တချို့ကအဲ့လိုမွေးကြတယ်တွေ့ရပါတယ်အဲ့ဒါကြတော့တချို့ကလည်းဘယ်လိုမွေးလဲတချို့ကအဲ့ဒီကလေးပေါက်တဲ့ဟာကိုအတိုက်ခွာပြီးတော့အခြားဒီစက်ကူနဲ့ပေါ့နော်ပုံစံအတူလုပ်ပြီးမွေးတဲ့အများကြီးရှိတယ်အဓိကတော့ကိုချင်းစာတရားပေါ့နော်ပူစေမိမိကိုနှိုက်တောင်မှပူတဲ့အခါကျရင်မနေနိုင်ဘူးမဟုတ်လားအဲ့ဒီလိုပါပဲသူတို့ပူတဲ့အခါမနေနိုင်ပါဘူးအေးများသောအခါလည်းမနေနိုင်ပါဘူးเนาะအဲ့ဒီအစာတော့သူတို့စားပါတယ်တကယ်တော့တကယ်အစာဆိုတာဘာမှသူ insect တွေတော့စားရတာပေါ့နော်ဒီ insect တွေစားရတယ်ဒီတစ်ပင်ပိုးမွားတွေပြန်တန်းတဲ့ကောင်လေးတို့စားရတယ်နော်တချို့လူကအစာဖောက်တဲ့လူတွေလည်းဒီပိုးကောင်လေးတွေစားပါတယ်အဓိကတော့သူ့ရဲ့သဘာဝအစာစားရင်တော့ပို့ပြီးတော့အားရင်ဆုံရတာပေါ့နော်လူတွေဖောက်တဲ့အစာစားရင်တော့တစ်မျိုးတည်းပိုးကောင်ထွက်တဲ့ဒီတစ်မျိုးတည်းထွက်တဲ့အာဟာရပဲသူတို့ရတဲ့အတွက်တချို့လည်းမွေးအဲ့ဒီပိုးကောင်လေးမွေးပြီးတော့ကျွေးကြရတယ်မမွေးလဲရတယ်ပေါ့နော်အဲသူအစာပေါ်များတဲ့နေရာမှာကိုကဇီဝစုံငှက်တွေမွေးမြူထားတဲ့အခါကျရင်ကိုတကူတကရဲ့အစာဖောက်ကျွေးစရာမလိုဘူးဗျာတဘာဝသူ့ဟာသူရှာဝယ်စားတော့မယ်နော်အချိန်တိုင်းသူအိမ်ပြန်လာမယ်ဒါပါပဲအဓိကတော့ဘာမှထွေထွေထူးလုပ်ပေးစရာတော့မလိုဘူးအဓိကကိုချင်းစာတရားလေးတော့ထားပေးရမယ်နော်ကိုနှိုက်တော့မှပူတဲ့ရသေးရောက်ရင်မနေနိုင်ဘူးမဟုတ်လားပန်ကာခွဲရမယ်အဲယာကွန်ခွဲရမယ်တချို့ကြတယ်နော်သူတို့အတွက်လည်းအဲ့လိုပဲပူတဲ့ရာသီကြတော့ယူငဲဆက်လိုအပ်တယ်နော်အေးတဲ့ဆောင်းရာသီမှာလည်းယူငဲဆက်လိုအပ်တယ်နော်ပစ္စလက်ခက်လည်းမလုပ်ကြပါနဲ့လို့မြတ်တာရက်ခံပါတယ်သူတို့လေးကတကယ်သနာဖို့ကောင်းပါတယ်တချို့ကလည်းအနတ်သက်မကောင်းတဲ့နေရာသူတို့မှနေရာမရှိတဲ့နေရတယ်နော်တချို့ပိုးဟတ်တွေများပရွက်စိတ်တွေများတယ်အကို၌စဉ်းစားကြည့်မို့နော်ကို၌အိုက်တောင်မှပရွက်စိတ်တစ်ချက်ချင်းတစ်ချက်ကိုက်လိုက်တဲ့စိုင်းနောက်ရှက်ဖြစ်စေတယ်မို့သူတို့လည်းအဲ့လိုပဲနော်အဓိကတော့ကိုချင်းစာတရားဆိုတဲ့အစာလေးတော့ထည့်ကျွေးပေးပါလို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ